Hello အားလုံးမင်္ဂလာကြဒီနေ့မှာ Minecraft ဆောင်းလာချစ်ပါတယ်ကျွန်တော် Minecraft အစစ်မဆော့ကြပြီ Okay အရှိမလို့ရွာတော့တွေ့ရတာOh Minecraft ဘယ်တော့မှတော့ဟိုပါလာပြီပဲရွာကိုရောက်တာလည်းကျွန်တော်ချက်ကိုတော့တက်ရှာအိုးမိုက်တယ်ဟဲ့အာယုံနေရောဘောင်းမီနေရောဖက်နက်တွေရောပေါင်မုတ်တွေရောဟဲ့မိုက်ဝိုင်းပြီးတာနဲ့ကျွန်တော်ဟွာအာယုံပစိန်လုတ်မှာချစ်ပါအာယုံပက်ကက်လုတ်မှာချစ်ပါတယ်အာယုံပက်ကက်ပြီးရတယ်နောက်တဲ့အိမ်ကနေပြီးတော့ကျွန်တော်တို့ chest ထပ်နှိုက်ပါမယ်။အိုးဒီကားတော့ပိုကောင်းတယ်အာယုံနေရောဂိုးတွေရောဘောင်းမီနဲ့ဖက်နဲ့နေရတော့အများကြီးရှိတယ်။โอเคပါအာယုံနေရောဖက်နဲ့မှာဟို obsidian နေတော့ပါသည်ပြီးရတယ်တကုတ်မှာပါ။ Okay တကုတ်ပဲ။အိုးတကုတ်ဒါအရွက်တွေကျွေးကြရတာပဲအဲ့ပါလာလားမသိဘူးအခုမှရန်စောတာဆိုတိတ်မသိပါဘူးအရင်ပြီးတော့ကျွန်တော်တို့ဒီရွာအာယုကိုလန်လိုက်ရှာပါမယ်အာယုကိုလန်ဘာမှလည်းမသိဘူးအာယုကိုလန် where are you အာယုကိုလန်ဘာမှလည်းမသိဘူးအာယုကိုလန်ကြောက်Okay လိုက်ရှာမယ်အာယုကိုလန်ပမာလဲဟိုမှာတွေ့ပြီဆိုတော့ကျွန်တော်အာယုကိုလန်တက်ပါပဲကျွန်တော်သူများလို့အာယုကိုလန်ခုတ်ပြီးမှချတာမဟုတ်ခုတ်ပြီးမှချရင်ကျွန်တော်တီးသွားလိုက်မယ်ဟုတ်တယ်ဒီတိုင်းပဲလုပ်ပြီးတော့ချရတာပေါ့အာယုကိုလန်ချမယ်ဒါနဲ့ခုတ်မယ်ကြည့် sorry နည်းနည်းထည့်သွားလို့Okay ဒါနဲ့ခုတ်မယ်Okay ခွန်ချဒီမှာအင်ကိုလည်းတည်တဲ့အမှတ်တရဆိုပန်းလေးနှစ်ပွင့်တော့စိုက်ပြီးသွားလိုက်သူ့ရှိရကြတဲ့ဟာလေးပေါ့ Okay အားလုံးဒီနေ့ဗီဒီယိုလေးဒီလောက်ပဲ channel တိုင်း like and subscribe လေးနဲ့ကိုညီပေးခဲ့ကြ